Hello, welcome from Cherry and Kalian ပါဒီနေ့ Kalian တို့တရုတ်ကကွမ်ကျုံမှာပေါ့နော်ဘေဂျင်းလူမှာတော့လဲခဲ့တာလေးဘယ်လိုရိုက်ထားပါလဲလဲခဲ့တာဆက်ဆိုင်တော့စားခဲ့တောက်ခဲ့တာပေါ့နော်ဒါတော့ဘေဂျင်းလူတွေကမီနီဆိုလန်ပေါ့နော်အဲ့ဒီမှာရုပ်တွေတော်တော်များများရှိတယ်ဘေဂျင်းလူရဲ့နေရာတော်တော်များများတော်လာတယ်သူတို့ sign decoration center တွေတော်တော်မိုက်တယ်အဲ့လန်တလန်လုံးပေါ့နော်KDN သွားခဲ့တာ KDN ညီမရဲ့ KDN အတော်ရဲ့နဲ့ပေါ့နော်ဒါတော့ KDN အတော်ပါ KDN အတော်မှာ super power ရှိတယ်ဘယ်လိုလဲဆိုတော့ဖူးကောက်တွေတို့စားတောက်တွေတို့ဘယ်နေရာတွေမှာရှိနိုင်တာလဲဆိုရင်လုံးဝ online မှာမရှာဘူးကွာတရက်သွားနိုင်တယ်စားတာပါတရားရေပွဲလုံးဝအကင်ကြီးအကြီးကြီးကွာရေပွဲလုံးဝအားရပါစားလို့ရတယ်သူတို့ကင်ပေးရအမာလာမုံနဲ့ကင်ပေးရပါတော့ဆိုင်လေးရတယ်အဲ့လိုဆိုင်ကန်းလေးတကူတေးသေးလေးနဲ့တော်တော်လေးလည်းတတ်ပါတယ်ဒါတော့ KDN တော့ရဲ့အကင်ကြီးအပေါ် honor review လေးပေးထားပါတယ်哎呀，沙糕，沙上了。那要不应该，我要到高呢这个，在。တော့ကင်တော်စားလို့ကောင်းတယ်ဒီလိုအချောင်းသေးသေးရပူကောင်းတယ်ဘာလို့လဲဆိုတော့သူအရသာမုံနေဝင်ထားရပေါ့နော်ဒီချက်သားချိုအဲ့ chicken ပေါ့ကောင်းနေတော်တော်လေးစားလို့ကောင်းပါလေသူကလုံးဝအဲ့လိုလူတွေတန်းစီနေရတယ်ပေါ့နော်ဒါတော့တရုတ်စကားတွေမှာပါတယ်အဲ့ချုပ်တော့ဖူပေါ့နော်အဲ့လိုတော့အမဲပေါ့အဲ့ဒါလည်းတော်တော်တန်းစီရပါတယ်ခေရီလည်းမသိပါဘူးလူတွေအများကြီးတန်းစီလို့တော့ကနေတန်းစီမိသွားတာပါအဲ့လိုမုံလေးတန်းနေပါလေတော့ရင်ဒီအဲ့လိုလူများတာတို့ဘာလို့ဆိုရင်တော့ကနေလုံးဝတန်းစီချင်တာကွာသူတို့ရဲ့အရာသာမသိသေးဘဲနဲ့တန်းစီချင်တာအဲ့ဒါဘယ်လိုလဲတော့မသိသူကအဲ့လိုနှက်ထားတဲ့တူဘူးတွေကိုအဲ့လိုအိုးကြီးနဲ့လုံးဝတမောင်ကျော်တယ်ကျော်ပြီးရအဆက်မုံနေနဲ့သူရဲ့အဲ့လို့ပြောအောင်အနစ်တွေပေါ့အဲ့အနစ်တွေကိုဖြူရော့ပေးပါတယ်ဒီဆိုင်ကတော့လုံးဝ signature ပဲကွာလုံးဝစားလို့လည်းကောင်းတယ်လူလည်းအများကြီးပဲတန်းစီရကွာအဲ့လိုမျိုးနေပွဲတစ်ပွဲရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေပါဆက်တွေ့ပါမယ် peace out bye bye